အဲ့ချစ်ချင်းတို့မုန်းချင်းတို့နော်ဒီတယောက်နဲ့တယောက်နားလည်ခြင်းတို့အဲ့လိုမျိုးတွေကအများတန်းတည်တယ်နောက်ပြီးတော့ဖခင်ကကျွန်တော်တို့ဒါဒီအရန်ချစ်တဲ့အတွက်ကြောင့်နော်ဒီအထဲတွေကကျွန်တော်တို့အထဲထဲမှာရှိတဲ့အရာတွေအားလုံးသူပြင်ဆင်ပေးတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီဒီချစ်ချင်းမေတ္တာရှိလို့ရှိရင်တဲ့ဒီအားလုံး law တွေအားလုံးကိုရဲ့cover ဖြစ်တယ်ပေါ့လေဆိုတော့ဒီချစ်ချင်းမေတ္တာရှိတဲ့အတွက်ကြောင့်သူကကျွန်တော်တို့အပြစ်ရှိစဉ်ပင်ကျွန်တော်တို့ချစ်တဲ့ဘုရားဖြစ်တယ်เนาะကျွန်တော်တို့ဒီဟိုပေါ့မထိုက်တန်ပေမဲ့ကျွန်တော်တို့ချစ်တဲ့ဘုရားဖြစ်တယ်ဒီတစ်ခုတစ်ချင်းလေးကတော့ကျွန်တော်ခရစ်စမတ်ချင်းတော့မဟုတ်ဘူးကျွန်တော်တငယ်ချင်းတယောက်ပေါ့နော်သူကတိတ်မလိမ္မာဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ချစ်တဲ့အခါကျတော့သူ့ကိုကျွန်တော်အဲ့မင်းနောက်ဆက်နေကြရင်မင်းနားလည်မယ်ဆိုရင်ရှင်းလေးနဲ့ကျွန်တော်ဘုရားကိုချီးမွမ်းရင်းနဲ့တငယ်ချင်းလေးတော့ဖြစ်တယ်မင်းဘလောက်မိုက်တဲ့ဆိုတာမင်းဘလောက်ဆိုရဲဆိုတာတွေ့ကြည့်နေုံနဲ့အစင်ပြေသွားမလားသိရနေုံနဲ့လုံလောက်သွားမလားသေသေးချာချာတွေ့ရဲရဲကလေးနေနောက်တော့ပြည့်ကျွေးနေရတွေလောကလုံးကြိုက်တယ်ပါလေခေတ္တလူပြည်နေလူသားစကားတွေမွန်ချမ်းနေလောကလုံးကြိုက်တယ်ပါလေအသက်ကိုဆုံးခဲ့တယ်